မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဗီဒီယိုကတော့ဘေဒင်ရေရီယာနဲ့ပတ်သက်ပြီးဗုဒ္ဓဦးသားသမီးများရဲ့တပတ်တာကန်ဆာတာအကောင်ဆိုးလေးတွေကိုဝင်မြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အစီအစဉ်နမစကမှာကျွန်တော်ရဲ့စစ်ပိုင်ဘေဒင်နဲ့ဂမ်ဘီယာဘူတာ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာကျေးဇူးပြု၍စစ်ပိုင်ဘေဒင်နဲ့လက္ခဏာဂမ်ဘီယာဘူတာ channel လေးကို like and subscribe လေးလုပ်ပေးထားကြပါဦးခင်ဗျာဒီတစ်ပတ်အတွင်းမှာဗုဒ္ဓဦးသားသမီးများရဲ့တပတ်တာကန်ဆာတာအခြေအနေကတော့လုပ်ငန်းအသစ်များကိုလောက်ရကန်ရခင်းနေရှိပါတယ်အလုံးနေရအပြောင်းရွှေ့စိုင်းနေရအပြောင်းရွှေ့အိမ်နေရအပြောင်းရွှေ့တွေဖြစ်တတ်ပါတယ်ရောင်းဝယ်ရေးလုပ်ငန်းများအထူးကြိုးပေးမဲ့တပတ်တာကာလဖြစ်ပါတယ်ငွေအတွက်နဲ့တော့ကလေးနည်းနည်းရောက်နိုင်ပါတယ်အိမ်နေရပြောင်းရွှေ့ရခင်းနေရှိတဲ့ကြီးကဲသူညဉ့်ညင်မှုကိုခံရနိုင်တဲ့တပတ်တာကာလဖြစ်ပါတယ်ခင်မင်းသူမိတ်ဆွေများနဲ့အစင်မပြေရတာတွေလမ်းခွဲရတာတွေကြုံရနိုင်ပါတယ်ပညာတစ်ခုရတတ်ပါတယ်အသိပညာအတတ်ပညာကိုယ့်အတွက်ဘ ഹു တုတရစီရာပညာတွေရရှိတတ်ပါတယ်ပညာရေးကတော့တည်ငြိမ်နေတာပါလိမ့်မယ်အခြေရေးတွင်မလိုလားအပ်တဲ့စကားများကြောင့်မကြာခဏကြောက်စများပြီးရန်ဖြစ်ကိန်းလေးတွေဖြစ်ပေါ်တတ်ပါတယ်ကိုဘူးချင်းခန္ဓာကိုယ်လေးလံခြင်းတွေဒီပတ်တစ်ဖက်ဖြစ်တတ်ပါတယ်ဗုဒ္ဓဦးသားသမီးများအတွက်တပတ်တာလက်ပွင့်ရအရက်ကတော့တောင်ရက်ဖြစ်ပါတယ်။ရန်ပေါ်ရအရက်ကတော့မြောက်ရက်ဖြစ်ပါတယ်။မြောက်ရက်ကိုစီးပွားသွားလုပ်ခြင်းမြောက်ရက်ကိုအသွားလာပြုခြင်းတွေရှောင်ကျဉ်တဲ့တပတ်တာကာလဖြစ်ပါတယ်။ကုန်ပစ္စည်းသစ်များကိုဖြန့်ချီရန်ကောင်းသောအချိန်ကာလဖြစ်ပါတယ်။ကြော်ညာများမိတ်ဆက်ခြင်းများကိုပြုလုပ်နိုင်တဲ့အချိန်ဖြစ်ပါတယ်။တဘာသူပေါ်ကိုယုံကြည်လွှဲအပ်ပြီးလုပ်ငန်းများလုပ်ခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။ကံကောင်းသောခဏန်းများကတော့9ခွန်8ခဏန်းများဖြစ်ပါတယ်အကျိုးပေးအယောင်အနေနဲ့ကတော့အပြရောင်ဖြစ်ပါတယ်ရရယာအနေနဲ့ကတော့ဗုဒ္ဓဟူးနေ့မှာတကိုးကြီးဖျားဗုဒ္ဓဟူးတောက်မှာရွှေချီလေးလက်ကတ်လူပူဇော်ပေးပါအဲဆိုရင်ညံသောကံတွေပြတ်ပြီးကောင်းသောကံတွေရောက်လာပါလိမ့်မယ်အဲ့လိုမလုပ်နိုင်ဘူးဆိုရင်တော့တင်းမောသည့်ခုနှစ်စိတ်ကိုအင်္ဂါဖျားတွင်လှူဒန်းကလိုရာစုကိုလည်းတောင်းနိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့စီစဉ်လေးကဒီနေ့ဒီလောက်ပါပဲခင်ဗျာနောက်စီစဉ်များကိုဆက်လက်အပေးနိုင်ရန်အတွက်ကျွန်တော်ရဲ့စစ်ပိုင်းဗီဒီယိုနဲ့ဂမ်ဘီယာဘူတာ channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ